အားလုံးမင်္ဂလာပါကျွန်တော်ဒီညဝေမျှပေးမယ့်အကြောင်းအရာလေးကကြတော့ကျွန်တော်တို့ဒီ UNF မှာကျွန်တော်အရင်တစ်ခေါက်ကဗီဒီယိုမှာကျွန်တော်ယူတဲ့ major ပေါ့နော် Master of Management အကြောင်းလေးကျွန်တော်တင်ထားတော့တချို့သူတွေကမေးတယ်တခြားဘာ major တွေရှိသေးလဲဆိုတော့ပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်ဒီ Master of Management ကကျွန်တော်တချို့ကကြတော့ဒီ management background မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီမှာတစ်ချက် graduate program မှာသွားလိုက်မယ်နော်အဲ့တော့ online program ကကျွန်တော်တစ်ချက်ဒါမှလုပ်စရာမရှိဘူးဘာလို့ဆို online ဒီ online ပဲတက်မှာအဲ့တော့ကျွန်တော်မှာ undergraduate နဲ့ graduate အဲ့တော့အခုနောက်ပိုင်း undergraduate တွေကကျွန်တော်တို့က spouse visa မရတဲ့အတွက်ကြောင့်အကုန်လုံးကဘယ်လိုပဲလာကြလဲဆိုရင် graduate program ပဲလာကြတယ်အဲ့တော့ကျွန်တော်ဒီနေ့က graduate program ကြောင်းပဲနည်းနည်းလေးထပ်ပြီးတော့ပြောလိုက်နော်အဲ့တော့ဒါတွေအကုန်လုံး on campus မှာရှိတဲ့ဥစ္စာအဲ့တော့ကျွန်တော်တို့တွေဒီမှာကျွန်တော်ဒီမှာ Master of Art in Applied Social Psychology ရှိမယ် Master of Art in Digital Media ရှိမယ် Master of Computer Science ရှိမယ် Master of Data Analytics ရှိမယ် Healthcare Management ရှိမယ် Master of Management ရှိမယ်အဲ့တော့ကျွန်တော်ဒီ1 2 3 4 5ဒါကျွန်တော် course 6ခုရှိမယ်เนาะအဲ့တော့ကျွန်တော်ဒီမှာကိုတက်ချင်တဲ့ course တွေသွားပြီးတော့ကျွန်တော်ဒီတက်လို့ရတယ်ဘာလို့တော့တစ်ချက်ကိုဘာစိတ်ဝင်ကြတာတစ်ချက်ရှာကြည့်လိုက်ပါเนาะအဲ့တော့ကျွန်တော်ဒီ Master of Management မှာဆိုလို့ရှိရင်တချို့ကဒီmanagement background မဟုတ်ဘူးဆိုပေမဲ့လည်းကျွန်တော်အတန်းထဲမှာကျွန်တော်ဘယ်သူတွေကိုတွေ့လဲဆိုတော့ကျွန်တော်ဒီ hacker ဘက်ကလာတဲ့ဒီ nest ကျွန်တော် position နဲ့လုပ်နေသူတွေလည်းရှိတယ် accountant position လုပ်တဲ့သူတွေရှိတယ် HR ဘက်ကလာသူတွေလည်းရှိတယ်ပြီးတော့ကျွန်တော်နောက်ထပ်ဒီတချို့ဆိုကျွန်တော်ဒီ agriculture ပေါ့နော်လို့စိုက်ပျိုးရေးဘိုင်းအဲ့လိုဘက်ကလာသူတွေလည်းကျွန်တော်တွေတွေ့တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီအများစုကတော့ကျွန်တော်တို့ဒီ accountant တို့ HR တို့အဲ့လိုမျိုးကျွန်တော်တို့တွေဘက်ကလာတဲ့သူတွေမြင်ရပါတော့အခုကျွန်တော်တို့ engineering background လာတဲ့သူတွေလည်းရှိတယ်အဲ့တော့သူ့ရဲ့အဓိကကျွန်တော်တို့ဒီသင်ပေးတဲ့syllabus တွေကကျွန်တော်ဘာမှကြည့်လို့ရလဲဆိုတော့ကျွန်တော်တို့ဒီမှာလာကြည့်လို့ရတယ်နော်အဲ့တော့ year 1 term 1အဲ့တော့ကျွန်တော်တို့ကဒီမှာ year 1 term 1ရှိမယ် term 2 term 3 year 2 term 1 term 2ဆိုရင်ပြီးပြီနော်အဲ့တော့ကျွန်တော်တို့ year 1ခုနကကျွန်တော်တို့ဒီမှာ term 1ဆိုရင်ကျွန်တော်တို့ဒီမှာအခုလက်ရှိကျွန်တော်တို့သင်ရ introduction to management ရှိမယ် finance ရှိမယ် marketing and sales ကျွန်တော်ဒီ subject 3ခုပဲကျွန်တော်တို့အခုလက်ရှိဒီ year 1 term မှာပေါ့နော် so year 1 term 2မှာဆိုကျွန်တော်တို့ကဒီမှာ leadership နဲ့ theory တွေရှိမယ်နောက်ကျွန်တော် data analytics ပါမယ်အဲ့ဒီ data analytics ဒီနောက်တစ်ခုကျွန်တော် entrepreneurship ရှိမယ် emerging technology ရှိမယ်ဆိုတော့ဒီမှာ၄ခုရှိအဲ့တော့ကျွန်တော်တို့ဒီ data analytics ကလည်းဘာမှပါတယ်ဆိုတော့ကျွန်တော်ဒီ master of management မှာပါတယ်လို့เนาะဆိုတော့ကျွန်တော်နောက်ထပ်ထပ်ပြီးတော့ကြည့်သွားပါဗျာเนาะနောက်ထပ်ဒီပါ subject တွေရှိတယ်ဆိုတာကျွန်တော်ပြောချင်တာကဒီ data analytics ကဒီကျွန်တော် master of management မှာပါတယ်လို့ဒီမှာကျွန်တော်တို့ရဲ့ခုနကျွန်တော်ဒီမှာ master of data analytics ဆိုတာရှိပြီးသားเนาะအဲ့တော့ဒီ master of data analytics ဆိုတဲ့ဒီဟိုကျွန်တော်ဝင်ကြည့်လိုက်လို့ရှိရင်လေကျွန်တော်ဗာတွေ့ရမလဲဆိုရင်เนาะသူ့စီမှာဆိုကျွန်တော်တို့ကဒီမှာ data analytics graduate data analytics program ဖြစ်တယ်ဗောနော်အဲ့တော့ဒီမှာကျွန်တော်တို့တွေထပ်ပြီးတော့ကြည့်ရမယ်ဆိုရင်သူကပို့ပြီးတော့ analytics တွေ SQL database တွေ Python တွေနောက် case study သူကပို့ပြီးတော့ကျွန်တော်တို့တွေဒီdata administration ဘိုင်းကိုပို့ပြီးတော့သူတို့ကတော့ဗောဒါပေမဲ့သူ့စီမှာကျွန်တော်ဘာတွေထပ်ပါသေးလဲဆိုတော့ကျွန်တော်ဒီမှာ marketing analysis ဆိုပါလို့ပါတယ်အဲ့တော့ course တွေကကျွန်တော်တို့က Master of Management ဒီ marketing နဲ့ finance နဲ့ဒီကျွန်တော် business management မှာပို့ပြီးတော့ဆက်နွယ်သွားသလို data analytics ကကြတော့ဒီကျွန်တော် data administration ဘက်ကိုကျွန်တော်ပို့ပြီးတော့ဆက်နွယ်သွားတာเนาะကျွန်တော်တို့အဓိကဒီရွေးစရာ subject ကတော့ကျွန်တော်တို့ background နဲ့ကြည့်မယ်ဆိုရင်တော့ဒီနှစ်ခုကအဓိကဖြစ်ရွေးလို့ရတယ်ဒါပေမဲ့တချို့ကျွန်တော်တို့ဒီ hacker ဘက်ကလာတဲ့သူတွေကကျွန်တော်တို့ master hacker ကိုကြည့်လို့ရတယ်နောက်ကျွန်တော်ဒီမှာ computer science เนาะ IT background လာတဲ့သူတွေကကျတော့ computer applied science နဲ့ AI ဘက်ကိုကျွန်တော်ဒီမှာလာပြီးတော့ကြည့်လို့ရတယ်ကျန်တဲ့ကျွန်တော် master of art in digital media တော့ master of applied psychology တို့ကတော့ဘယ်သူမှကျွန်တော်တို့တက်မဲ့အထက်မှာတော့သိတော့မရှိဘူးလို့ပြောလို့ရပါဘောเนาะအဲ့တော့ကျွန်တော် IT background ကလူတွေဆိုရင်လည်းကျွန်တော်တို့ဘာကြည့်ရလဲဆိုရင် IT ကြည့်ရဆို machine learning နေเนาะ advanced database ပြီးတော့ AI နေเนาะကျွန်တော်တို့ AI deep learning ဒီအကြောင်းတွေတို့ပဲဆိုသင်ပြီးတာအဲ့တော့ဒါကကျွန်တော်တို့က subject တွေကိုကျွန်တော်ဘယ်လိုမျိုးကြည့်လဲဆိုတော့အပိုင်းပေါ့နော်အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ကဆက်ပြီးတော့တွားလို့ရတာကဘာဖြစ်မလဲဆိုရင်ကျွန်တော်ဒီမှာ search box မှာခဏရှင်းလိုက်မယ်နော်
okay ကျွန်တော်ဒီမှာ tuition fees and payment တစ်ချက်ကြည့်လိုက်နော် okay ဒီမှာတွေ့ပြီနော်အဲ့တော့ okay ကျွန်တော်ပြင်ဒီ link လေးကျွန်တော်ဒီမှာပြန်ပြီးတော့ဒီ video link ထဲမှာကျွန်တော်ပေးထားပြီနော်အဲ့တော့ကျွန်တော်ဒီမှာMaster of Arts ဆိုရင်cost per credit tuition fees က17,000 39,000ဆိုကျွန်တော် international ဆိုရင်3,900ရှိမယ်ဒါက domestic ဆိုတာကသူတို့ရဲ့ local တွေနော်အဲ့တော့ခုနကကျွန်တော်ဒီမှာ Master of data analytics ဆိုဘယ်လောက်ဆို4,800ရှိတယ်ဆိုတော့ Master of data analytics ကဒီကောင်ဈေးကြီးတယ်ဘာလို့လဲဆိုတော့ဒီအကြောင်းကိုကျွန်တော်အရင်တစ်ခါ Master of data analytics ကသူတွေနဲ့ဒီ orientation မှာတွေ့တော့သူတို့ကကျတော့ဘာပါလဲဆိုတော့ကျွန်တော်တွေ co-op program ပါတယ် co-op ဆိုတာကကျွန်တော်တို့ကကျောင်းပြီးလို့ရှိရင်သူတို့ကတရားဝင်သဘောမျိုးပေါ့နော်ဒီလိုမျိုးဒီဟိုinternship လိုမျိုးအလုပ်ရှာလို့ရတယ်เนาะသူတို့ကအဲ့တော့သူတို့ကဒီ immigration မှာသူတို့ကလာနှစ်ဆောင်ရတယ်တခုကအလုပ်ကျောင်းပြီးလို့ရှိရင်အလုပ်ရှာလို့ရလာတစ်ဆောင်နဲ့တခုကကျတော့ student offer နဲ့ကျွန်တော် master of management ကကျတော့ co-op program မှာပါတဲ့အတွက်ကြောင့်ကျွန်တော်ဒီ student ဒီဟို visa form တခုရတယ်ဒါပေမဲ့ဘာလို့ရလဲဆိုရင်အကုန်လုံးကတော့ကျွန်တော်တို့ကျောင်းပြီးလို့ရှိရင်ကျွန်တော်ဒီ3နှစ်ဒီ PGWP လို့ခေါ်တဲ့ post graduate work permit တခုရတယ်အဲ့တော့ကျောင်းကကျွန်တော်တို့ပုံမှန်အဖြစ်ကျောင်း visa ကကျွန်တော်တို့2နှစ်နီးပါးvisa ရမယ်နောက်ထပ်3နှစ်ကကျွန်တော်တို့ဘာလို့ဆိုတော့နောက်ထပ် PGWP ထပ်ပြီးတော့ကျွန်တော်တို့ရှောက်ရเนาะအဲ့တော့ PGWP ရှောက်ဖို့လိုအပ်တဲ့အပိုင်းတွေကျွန်တော်နောက်ရက်ကျန်ထပ်ပြီးတော့ပြောပြမယ်အဲ့တော့ကျွန်တော်ဒီမှာ tuition fees ကိုတစ်ချက်လာပြီးတော့ကြည့်နေသူတွေရှိဒီမှာကြွေးလာကြည့်ရတယ် Hacker Management ဆိုရင်42,000ခွဲအဲ့တော့ Hacker Management နဲ့ Master Management ကအတူတူပဲเนาะဘယ်ဟာကိုဈေးကြီးလဲဆိုရင်ဗာလေ Data Analytics ကဈေးငနေကြီးเนาะchannel ဥစ္စာတွေကတော့တစ်ချက်ကြည့်ရပါမယ်เนาะဒါကကျွန်တော်တို့ဒါဆိုကျွန်တော် Bachelor course အဲ့တော့ Bachelor course တွေကတော့ဈေးကြီးတွေပြတယ်เนาะ Bachelor တွေဒီမှာ 8,000 တို့ 32,000 เนาะဆိုတော့ Bachelor တွေကတော့ဈေးကြီးတယ်အဲ့တော့တော်တော်များများကျွန်တော်ကဘာကိုပဲ try နေရဆို Master ကိုပဲကျွန်တော်ကတော့ try ရဆိုတော့အကုန်လုံးကကျွန်တော်တွေနောက်ပိုင်းကျရင် spouse comment သူတွေကိုယ့်ရဲ့ကလေး comment သူတွေမိသားစုနဲ့လာမဲ့သူတွေကြီးပဲဆိုတော့ Bachelor degree ပြီးတဲ့သူတွေအကုန်လုံးဒီ Master ကိုပဲတန်းပြီးတော့ကျွန်တော်တို့က join ရတော့မှာเนาะအဲ့တော့ Master ဒီသူကဒီမှာ42,000ရှိတယ်အဲ့ဒါမှာကျွန်တော်ဒီခေါက်ပြောသလို11,000 scholarship ရှိတဲ့ကြောင်း3,200ဝန်းကျင်เนาะကြည့်ရမယ်ဟုတ်ပြီเนาะသူ့မှာပြီးရင်3နှစ် PGWP ကျွန်တော်ထပ်ပြီးတော့ရှောက်လို့ရပါတယ်ဟုတ်ပြီเนาะအဲ့တော့ဒါဒီကျွန်တော်ဒီနေ့ဒီ website ကနေပြီးတော့ဘယ်လိုမျိုး information တွေရှာမလဲဆိုတဲ့အကြောင်းလေးကျွန်တော်ဒီမှာပြပြတာပါကျွန်တော်ဒီ tuition fees and payment ဆိုတဲ့ link လေးကိုကျွန်တော်ဒီမှာထပ်ပြီးတော့ပို့ထားပေးပါမယ်နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးရှိရင်ကျွန်တော်ထပ်ပြီးတော့နေထားပေးရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်